ဒီ red က semi glow ပေါ့နော်ပြီးတော့မိမိတို့စီရှိတဲ့ဒီအဖြူ crystal လေးကကြတော့သူက glow type ပေါ့နော်ဆိုတော့သူတို့နှစ်ခုကိုပေါင်းပြီးတော့မှထွက်လာတဲ့ collaboration ကဒီဟာလေးဖြစ်ပါတယ်အညာစေရော여러분 오랜만이에요မိမိဒီနေ့ blog လေးကဘာကြောင်းလေးလဲဆိုတော့မိမိခုသုံးနေတဲ့ cushion တွေကကုန်ခါနေပြီပေါ့နော်ပြီးတော့မိမိခုပစ္စည်းတွေထပ်မှာထားတယ်ပစ္စည်းတွေထပ်ရောက်လာတာ ਨੇ unboxing လေးလည်းလုပ်ရင် review လေးလည်းပေးရင်ပေါ့နော်ဒီ video လေးကိုရိုက်ဖြစ်လာတာဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားမယ်ဆိုလို့ရှိရင်အဆုံးထိကြည့်ပေးကြပါနော်မိမိသုံးနေတဲ့ cushion လေးတွေကဒီ cushion လေးတွေပေါ့နော် TT black cushion ရှိမယ်ပြီးလို့ရှိရင် crystal cushion ရှိမယ်ပေါ့နော်ပြီးလို့ရှိရင် YSL cushion ရှိမယ်ပေါ့နော်ဆိုတော့ဒီဟာတွေပဲသုံးနေရဖြစ်တဲ့အတွက်ပေါ့နော်ကုန်ခါနေပြီပေါ့နော်ဆိုတော့ကုန်ရင်လည်းအကုန်လုံးတစ်ပြိုင်နက်တည်းကုန်တာဖြစ်တဲ့အတွက်ပေါ့နော်ဒါကြောင့်မိမိပစ္စည်းလေးထပ်မှာထားတယ်ပေါ့နော်ဆိုတော့ finally ပစ္စည်းလေးရောက်လာပြီပေါ့နော်ဆိုတော့ဘာပစ္စည်းလေးဖြစ်မလဲဆိုတာကိုအတူတူကြည့်ကြမယ်နော်လေဆိုတော့tier ဖြစ်ပါတယ် of course it's tier ပေါ့နော် okay ပထမအဆုံးတစ်ခုကတော့ Max Fit red cushion ဖြစ်ပါတယ်အားလုံးလေးသိကြတဲ့အတိုင်းပေါ့နော် tier ဆိုလို့ရှိရင်ဒီ red cushion ကနာမည်အကြီးဆုံးပေါ့နော် tier ရဲ့ best seller လို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းဝယ်ထားပါတယ်じゃらん2025ဒီနှစ်ကုန်ပိုင်းလောက်ကမှထွက်ထားတဲ့V နဲ့ပေါ့နော် BTS V နဲ့ collaboration လုပ်ထားတဲ့ TT ရဲ့ Ruby cushion လေးဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒါလေးကတော့ mini လေးပေါ့နော်။လိမ္မော်ရောင် mini cushion လေးပေါ့နော်။သူလည်းပဲအသစ်ထွက်ထားတဲ့ဟာပဲဘယ်လိုပြောရမလဲ။သူကကြတော့နည်းနည်း soft matte ပေါ့နော်။နည်းနည်းလေး matte type ဖြစ်တယ်။ oily skin တမားကြီးအတွက်ပို့ပြီးအဆင်ပြေတယ်။ပြီး coverage ကနည်းနည်း thick ဖြစ်တယ်ပေါ့နော်။ coverage ကောင်းတယ်လို့ပြောရမယ်။ဒါလေးကတော့လက်ဆောင်ပေါ့နော်။သူတို့ထည့်ပေးလိုက်တဲ့ဟာလေး။လိုလေး key ring လို့ပြောမှာ။နောက်တစ်ခုကတော့ lipstick ပေါ့နော်။အခုမှထားတဲ့ I think yeah jelly tint လေးဖြစ်ပါတယ်။မိမိစီမှာအရင်တော့ဒီ tier tint တွေရှိရတယ်နော်။ဒါပေမဲ့မိမိကျတော့ gloss type ကိုပို့ကြိုက်တာဖြစ်တဲ့အတွက်သူလည်းပဲ water resistant glow type ပဲဒါပေမဲ့ဒီအခုထွက်တဲ့ jelly tint ကသူ့ထက်ကိုပို့ပြီးတော့မှ gloss ဖြစ်တယ်ကွာ gloss ဖြစ်တယ်ဆိုတိုင်းအဲ့လိုစီရွှဲပြီးတော့အဲ့လိုစီတွေဝင်းနေတယ်လို့မျိုးမဟုတ်ဘူးသူကကြတော့ကျွန်းတဲ့ nikin ပေါ့နော်ဒီ jelly ဆိုတဲ့အတိုင်းသူ့ရဲ့ type ကအဲ့လိုမျိုးhow can I say like ဖောင်းလေးလို့ပြောမှာလားပေါ့နော်အဲ့လို lip plum လေးပါပြီးသားလိုမျိုးလေးလို jelly လေးလို့ဖြစ်သွားစေပြီးလို့ရှိရင်တခုကြိုက်တာက tint လေးဆိုလို့ရှိရင်ပုံမှန်အရောင်အဲ့လောက်ထိမဆွဲဘူးကွာဒါပေမဲ့သူကအရောင်တော်တော်ဆွဲတယ်ပေါ့နော်အရောင်တော်တော် long lasting ဖြစ်တယ်အဲ့အတွက်ဒီနှစ်ခုလေးဝယ်ထားပါတယ်မီနဲ့လိုက်မဲ့အရောင်လေးပေါ့နော်ဒါလေးကတော့ keyring လေးဖြစ်ပါတယ်keyring လေးဖြစ်ပါတယ် okay so အရင်တော့ကတော့ Ruby မပေါ်ခင်ကတော့သူ့ကိုရန်လိုချင်ခဲ့တာပေါ့နော် look at that လူတိုင်းရဲ့ attention ကိုဖန်ဆောင်နိုင်တယ်ပေါ့နော်ဒီလိုမျိုးလေးဖြစ်ပါတယ်သူရဲ့ red cushion ဆိုလို့ရှိရင် red deep puff လေးနဲ့ပေါ့နော်ဒါလေးကိုဒီလိုလေးထူးလေးလို့ဆိုပေါ့နော်လဲလိုက်ပြီးတော့တာဒန် Ruby cushion လေးကလေသူကကြနောက်ဆုံးထွက်ထားတဲ့ဒီသူကကြဘာပါရလဲဆိုတော့ Rose Pedia ရနေပါတယ်ပေါ့နော် Oh my god look at that bling 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 လေးပေါ့နော်ဆိုတော့သူရဲ့အဓိကအတားချက်ကသူနဲ့ဘာကွာရလဲဆိုတော့အမှန်တကယ်တမ်းကတော့သူကဒီ red က semi glow ပေါ့နော်ပြီးတော့မိမိတို့စီရှိတဲ့ဒီအဖြူ crystal လေးကကြတော့သူက glow type ပေါ့နော်ဆိုတော့သူတို့နှစ်ခုကိုပေါင်းပြီးတော့မှထွက်လာတဲ့ collaboration ကဒီဟာလေးဖြစ်ပါတယ်ပြီးတော့ plus ပေါ့နော်ဘာထပ်ပါလာလဲဆိုတော့သူကအထက်မှာက rose pedia ရင်ပါတယ်ပေါ့နော်အဲ့တော့ skin care အာနီတင်လည်းပါတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့မှ skin အတွက်ကောင်းတယ်လို့ပြောရမလားပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကသူကခုနကပြောတဲ့ red နဲ့ crystal နဲ့ပေါင်းထားတာဖြစ်တဲ့အတွက်သူက coverage တော်တော်လေးမြင့်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုကcoverage မြင့်တာကိုကြိုက်တဲ့လူဆိုရင်တော့အဆင်ပြေရပေါ့နော်여러분도ဒီ crystal cushion လေးကိုလိမ့်မယ်ဆိုရင်ကတခါလေးပေါ့နော်အများကြီးမယူတင်ဘူးပေါ့နော်သူကလုံးဝ thick coverage ဖြစ်တာဖြစ်တဲ့အတွက်နည်းနည်းချင်းစီယူပြီးတော့မှဒီဘေးနားမှာ blend လေးလုပ်ပြီးတော့မှလိမ့်စီချင်နေပေါ့နော် but ပေါ့နော်ကိုက full coverage လုံးဝ high coverage ကိုမှာကcoverage လုပ်စရာနေရာကြီးများနေဆိုရင်ကတော့ it's up to you ပေါ့နော် look at that ဒီမျိုးဆုံးနည်းလေး blend လိုက်မယ်ပေါ့နော်Can you see သူ့ရဲ့အတားချက်တစ်ခုကဘာလဲဆိုတော့သူကလေ glow finish ဖြစ်တဲ့အတွက်လေတချို့ဆိုရင်တချို့ makeup တွေကဥမာ coverage 2 ရင်2တလောက်ခက်ခဲကြီးဖြစ်သွားတယ်ပေါ့နော်
ထူးထူးပိတ်ပိတ်ဖြစ်သွားပြီး blend ရခတ်တယ်ပေါ့နော် but သူကထူတယ်ဒါပေမဲ့ဒီ glow essence ပါတာဖြစ်တဲ့အတွက်ပေါ့နော် blend ရအရန်လွယ်တယ်ပေါ့နော် wow look at this and this လုံးဝပပလေးနဲ့ blend တာဖြစ်တဲ့အတွက်ပပလေးနဲ့ blend တာအောင်ဒီလိုမျိုး full coverage ပေးနိုင်နေပေါ့နော် The next day သူကနစ်ပြီးယူရအောင်မှအဲ့လိုထိမပါဘူးပေါ့နော်ဘာကြတော့ပါလေးလိုချင်နေဆိုရင်တော့ဒီလို blend ဒီလိုမျိုးဘယ်လိုပြောရမလဲ blend ပေးရတဲ့ type ပေါ့နော်ဒီဘက်ကဟာဆိုလဲ blend လို့ရပြီမိသူက thick coverage ဖြစ်တဲ့အတွက်ကြောင့်မလို့ပပလေးပမာဏပပလေးပဲယူပြီးတော့တိတ်တိတ်လေးလိမ့်ပေးတာပို့အဆင်ပြေစီပေါ့နော်ဒီဘက်ကကျတော့ blend လိုက်လို့ရတယ်တိတ်တိတ်လေးဆိုရင်တော့ထူရမယ်ပေါ့နော်ဒီဘက်ကလုံးဝဒီနားတွေဆို glow ထွက်နေအောင်တွေ့ရတယ်ပေါ့နော်ဒီဘက်ကကျတော့အဲ့လိုထိမ glow ဘူးပေါ့နော် semi glow ဆိုတဲ့ပဲနည်းနည်းလေးတော့ glow တယ်နှစ်ဖူးပေါ်မှာ glow နေတဲ့မီးကိုကြည့်ပြပါဦး Oh my god wow နောက်တစ်ခုကကြတော့ matte ပေါ့နော် matte ရလေးကိုတော့မီထီဆုံးမှာတဝိုက်မှာပဲလိမ့်ကြည့်လိုက်မယ်ပေါ့နော်သူကကြတော့လေသူရဲ့အတားချပါလဲဆိုတော့ tree box ကျဲတယ်မလားအဲ့ tree box တွေကိုပုံမှန်ဆိုရင်ကွာ pore primer တို့ဘာလို့လိမ့်ပြရတယ်ဒါပေမဲ့ pore primer မပါဘဲနဲ့လိမ့်ရင်တော့မှသူက blurring လုပ်ပေးနိုင်တယ် oily ဖြစ်တဲ့တွေအတွက်ကို oil control လုပ်ပေးနိုင်တဲ့အတွက်နာမည်ကြီးရပေါ့နော် look မြင်ရလားတော့မသိစစ်ပေါ့နော်ဒါကတော့ cushion လေးဖြစ်ပါတယ်ကို lipstick လေးကိုအရောင်လေးစမ်းပြပေးပါမယ်မိမိဝယ်ထားတာကတော့မိမိကြိုက်တယ်ပေါ့နော် number 4 best seller နဲ့ number 8ဖြစ်ပါတယ် number 8ကကြတော့နည်းနည်းလေး mauve တော့ကြ mauve အရောင်ဘက်ကိုတွားတယ်ပေါ့နော် mauve ကိုမှနည်းနည်းတောက်တယ် mauve ပေါ့နော် okay ဒီလိုလေးပါစစ်စေရလေးနော် like this wow မိမိကြဒီလိုမျိုးနည်းနည်း bright ဖြစ်တယ်ပေါ့နော် bright ဖြစ်တဲ့အရောင်လေးမိမိသုံးတယ်ပေါ့နော် nude color တွေကတိတ်မလိုက်ဘူးမိမိနဲ့ဒီမကောင်းလူနေမကောင်းသွားစီတယ်ပေါ့နော်သူများတွေကတော့အသားပြည့်တဲ့လူတွေကတော့ nude လေးနဲ့အဆင်ပြေပေမဲ့ကိုယ်တွေတော့ကျတော့အရောင်လေးပါမှာပေါ့နော် okay ဒါလေးကတော့ natural pink ပုံစံလေးပေါ့နော် look အင်းဆုံးဒီ pink လေးဆိုပြပါမယ်ဆွဲပြီးမှတင်းသွားစီရပါတော့ look Next. ဒီတက်တောက်ကြီးလည်းမဟုတ် look အထဲမှာပဲ gradation လေးဆိုးထားတယ်ပေါ့နော် this guy ဒီနေ့ရဲ့ makeup ကဒီဘက်ကကြည့်လက်သေးချာကြည့်ဒီဘက်ကအရန်ထူပြီးဖြူနေပြီးတော့ဒီဘက်ကအဆင်ပြေရပေါ့နော် That's it, guys. Hope you like it. If you like it, please don't forget to like and share my video.